မဟာရုပ်ရှင်ရောဆရာတို့ရဲ့သင်္ဘောပေါ်မှာဖြစ်နေတာဆိုအဲ့အလောင်းကိုမတွေ့ပြအောင်ရှာပြပါကျွန်တော်တောက်ဖွင့်ပေးရမှာဒီနေ့ညမဟာ TV Channel မှာစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ခင်ဗျာမဟာရုပ်ရှင်ရော